to the Kimmy, Myanmar, Pijima, the Cherry, the late Tamota, see the Banga, the house and the Quakwa, to unload it the knees of Mama. တက္ကသိုလ်ဝင်နှန်းအောင်မြင်ပြီးနိုင်ငံခြားမှာပညာသွားရောက်သင်ယူလိုတဲ့မြန်မာကျောင်းသားတွေအတွက်စင်ကာပူနိုင်ငံ RVI Institute ပါဝင်နိုင်ငံတကာကျောင်းဆယ်ကျောင်းပါဝင်တဲ့ Study Overseas and Career Fair 2015 ကိုဇွန်14 ရက်နေ့က Novotel ရန်ကုန် Mass မှာကျင်းပခဲ့ပါတယ်။ဒီမှာသွားရောက်ပညာသင်ယူမဲ့မြန်မာကျောင်းသားတွေဘာသာရပ်တွေကိုဘယ်လိုရွေးချယ်ကြမှာလဲ။စေတန်းဖြည့်ပြီးကသာကျောင်းသားတွေအနေနဲ့နိုင်ငံခြားကိုသွားရောက်ပညာသင်ကြားဖို့ရွေးချယ်တဲ့အကြောင်းတွေဝေခွဲရခံနေရင်ကျောင်းနေစဉ်ကကိုစိတ်ဝင်စားခဲ့တဲ့ဘာသာရပ်ပေါ်မူတည်ပြီးရွေးချယ်တင်တယ်လို့ PSB Academy ကဒေါ်စင်မာဆိုးကပြောပါတယ်။နိုင်ငံခြားမှာပညာသင်ကြားမယ်ဆိုရင်တော့အင်္ဂလိပ်စာဟာပေါင်းသင်ဆက်ဆံရေးသင်ကြားရေးနဲ့အလုပ်အကင်ပိုင်းတွေမှာပါအသုံးဝင်မှာမို့အရေးကြီးတယ်လို့ဆိုပါတယ်။ကျောင်းသားတွေကကြာသူတို့ဘာလုပ်ချင်လို့ခင်မယ်မသိဘူး။တချို့တွေကကြာတော့အမိဘစီးပွားရေးလုပ်ငါစီးပွားရေးလုပ်ချင်တယ်ပြောလိမ့်မယ်ပေါ့နော်။ဒါပေမဲ့အကယ်အဲ့လိုမျိုးသူတို့ဝေခွဲလို့မရဘူးဆိုရင်ပေါ့နော်။သူတို့ကလို့ဆယ်ရဲမှသင်ခဲ့ဟာကိုပြန်ပြီးအသုံးပြုလို့ရတယ်ပြန်ပြီးလေးလာသုံးသက်ချက်ပေါ့နော်ကိုဆယ်ရဲမှဘယ်လောက်ရခဲ့လဲပင်မှာကိုကပိုပြီးအားတာနေလဲသိရမလားပြန်ပြီးသုံးသက်လို့ရတယ်ဒါပေမဲ့ဘာပဲသွားပေါ့နော်ကိုဒီမြန်မာနိုင်ငံရဲ့ကျောင်းတက်နိုင်ငံခြားမှာကျောင်းတက်ပေါ့နော်အရေးကြီးဆုံးကကျတော့သူတို့အင်္ဂလိပ်စာရေးကြည့်ရပါတော့အဓိကကကျတော့ကိုကအင်္ဂလိပ်စာကိုကျွမ်းဝင်ပတ်တယ်ဆိုရင်ကျတော့သူတို့ confidence ရှိရပါတော့ပြီးတော့ဟိုမှာအပေါင်းဆက်ဆံရတာလည်းအဆင်ပြေတာပေါ့နိုင်ငံခြားမှာတက်မှာမဟုတ်မြန်မာနိုင်ငံမှာတက်မယ်ဆိုရင်တော့အင်္ဂလိပ်စာကအရင်အရေးကြီးရပါတော့သူတဘောအလုံးအတွက်ကိုအရေးကြီးရပါတော့အဲ့ဒါကတော့စမပြပြချင်တဲ့ဟာလေးပေါ့နော်မြန်မာနိုင်ငံကနေနိုင်ငံခြားကိုတွားရောက်ပညာသင်ယူလိုတဲ့ကျောင်းသားတွေနဲ့အလုပ်လုပ်ကိုင်ခြင်းသူတွေကိုဘဝအတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုရွေးချယ်နိုင်ဖို့အတွက် Study Overseas and Career Fair ကျင်းပဖြစ်တာလို့ RVI Academy ကမဟေမာကပြောပါတယ်။ကျောင်းသားတွေနိုင်ငံခြားတွားရောက်ပညာသင်ယူတဲ့အခါနိုင်ငံတကာပညာရည်ချင်းနဲ့ဆင့်တန်းမိသွားမှာမို့ကျောင်းပြီးတဲ့အခါပြည်ပအတွေ့အကြုံနဲ့အလုပ်ကိုင်ခွင့်လန်းတွေရနိုင်မယ်လို့ဆိုပါတယ်။လာပြီးတော့တက်ရောက်တဲ့ကျောင်းသားတွေအများစုကတော့အများအပြားနိုင်ငံခြားဟိုတော့ overseas ကိုသွားပြီးတော့ပညာသင်နေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့မတို့ကသူတို့ဘဝအတွက်ပန်ကန်နဲ့ဆုံးဖြတ်ချက်တွေဆုံးဖြတ်လို့ရအောင်ဒီနိုင်ငံတကာမှာရှိနေတဲ့ကျောင်းတွေနဲ့မိတ်ဆက်ပေးတဲ့ရည်ရွယ်ချက်ပါပဲပေါ့နော်ဒီခေါ်မယ်ကျောင်းကိုရွေးပြီးတော့ decision မှန်ကန်စွာလုပ်ပြီးတော့မှကျောင်းသွားတက်လို့ရအောင်အတွက်ကမတို့ကဒီ information လေးကိုပေးချင်တာပေါ့နော်အဓိကအဲ့ရပါနိုင်ငံခြားမှာတော့တဲ့ခါကျတော့နိုင်ငံတကာရဲ့ပညာအရေးချင်းပညာအဆင့်အတန်း level တစ်ခုကိုမှီသွားတာပေါ့နော်အဲ့ဒီခါကျရင်တော့ကျောင်းပြီးသွားပြီဆိုသူတို့အတွက်အလုပ်အကိုင်အခွင့်အလမ်းတွေရောပြီးတော့ပြည်ပတွေ့အကြုံနေရောခုလုံးပို့ပြီးတော့ရစရာပေါ့နော်နိုင်ငံခြားကိုပညာသွားတင်တဲ့အခါဘာသာစကားကျွမ်းကျင်မှုနဲ့အတူလူမှုဆက်ဆံရေးကောင်းလာပြီးကိုအားကိုးခြင်းစိတ်တွေဖြစ်လာမှာမို့ကျောင်းသွားတက်ဖို့စီစဉ်နေသူကတော့မောင်ဟိန်းထက်ဦးပါဟိုမှာတက်လို့ရှိရင်ဟိုအင်္ဂလိပ်စာကောင်းအောင်လေ့ကျင့်ရမယ်တရုတ်စာလည်းတိုးတက်လာမယ်ပြီးတော့ကိုယ့်ရဲ့လူမှုဆက်ဆံရေးတိုးတက်လာမယ်ဟိုမှာဆိုတော့ကိုယ့်ကိုယ်လုပ်ပြီးတော့ကြတော့အလုပ်ဝင်လို့ရှိရင်လည်းအတွေ့အကြုံတွေအများများလာမယ် RVI Academy ကကျောင်းသားမောင်မင်းပြည်စုံကတော့မြန်မာကျောင်းသားတွေဟာပုံသီစနစ်နဲ့တွားနေပြီးနိုင်ငံခြားကျောင်းတွေကတော့လွတ်လပ်ပညာသင်ကြားနိုင်တဲ့အပြင်စဉ်းစားတွေးခေါ်မှုပိုင်းတွေမှာလည်းခြားနားမှုတွေရှိတယ်လို့ပြောပါတယ်။ဘာတွေကွာခြားလဲဆိုတော့မြန်မာကျောင်းကပိုပြီးပုံသီစနစ်နဲ့တွားတာပေါ့ကျွန်တော်တို့ဟာ free flow ပြီးတော့ critical thinking နဲ့ပိုဆိုင်သွားတာပေါ့အဲ့ဒါတွေထူးကြတယ်